တွေ့ပြီစစ်အေးဝင်စင်းပါပဲတော်ပါသေးအခုကမနက်4 လပါပြီရှင်မနက်6 နာရီထိုးသွားပါပြီရှုခင်းလေးလည်းမြင်ရတယ်ပေါ့လေအခုစထားပေါ်မှာပမုံကျောက်ကျော်ရောက်ပါတယ်4500ပါဒေါ်လာနဲ့ဆိုရင်တော့ဒေါ်လာလောက်တော့ရှိပါမယ်ရှင်မနက်စာစားပါဦးဟောပမုံကျောက်ကျော်ဘူးစီတဲ့အပြည့်ပဲလို့ရရမ်းမှာငယ်ကနိုးစီနဲ့စမ်းမိစားခိုးစားခိုးစားတယ်